ကိုဆင်းပြီးကျမနဲ့လာတွေ့မှလားမတွေ့ဘူးလားမလာနဲ့နော်မလာနဲ့ဆိုင်းတော်ရွာကနေထွက်ပြေးလာပြီးမကြသေးဘူးအဲ့ဒီရွာကိုပဲပြန်ရောက်လာတာကိုတွေးလိုက်ရပါတယ်ဘယ်လိုလုပ်ပြီးတော့ဒီကိုပြန်ရောက်လာတာလဲဆိုင်းတော်ကြောက်လန့်စွာထပ်ပြေးခဲ့ပါတယ်နောက်ဆုံးတော့ရွှေရဲ့အိမ်ရှိကိုရောက်လာခဲ့ပြီးတကားရှိမှရပ်နေတဲ့အရေးတစ်ခုကိုတွေးလိုက်ရတယ်ဗျအဲ့ဒီအရေးကသူရှိအောင်ကြည့်လိုက်တဲ့အချိန်မှာတော့ဆိုင်းတောင်လည်းတကိုယ်လုံးအေးဆက်သွားတယ်လို့ခံစားလိုက်ရတယ်ဗျတရားချောက်တယ်အကူညီမကိုပေးထားတဲ့ဂတိကိုမေ့သွားပြီလားအကူဆိုင်းတောင်ဘလောက်ပဲပြပြရွှေကြီးကတော့အနောက်ကနေအရိပ်လိုလိုက်နေခဲ့ပါတယ်ညီမအသေးသွားပြီလေအခုနောက်ကိုမလိုက်ပါနဲ့တော့နော်ကိုလန်းကိုသွားပါတော့ဒါပေမဲ့ဘလောက်ပဲပြပြအဲ့ဒီရွာကိုပဲပြန်ရောက်လာခဲ့ပါတယ်